Ibra နဲ့ Vidi ဆိုတာဟာ Ferguson ခေတ်မန်ယူအသင်းရဲ့ကန်ဆစ်မှာအဓိကကစားသမားတွေဖြစ်ခဲ့ကြပြီး Premier League ဖလား9ချိန်ထိရရှိခဲ့သလို Champions League ဖလားကိုလည်းစုခုနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့အတူတွဲကစားစဉ်မှာ3လလောက်ထိစကားတခုံးမှမပြောဘဲကွင်းထဲမှာတွဲကစားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြောဆိုမရှိတာကိုနီးပြကြီး Ferguson တည်သွားပြီးတဲ့နောက်မှာတော့ဘိုကန်ဆစ်ဘယ်ချမ်းက Vidi ကိုညချမ်းမှာရှိနေတဲ့ Ferdinand နဲ့နေရာလဲကစားစေခဲ့တယ်လို့လည်း Ibra ကဖွင့်ရခဲ့မှုပါတယ်။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက် body bag လာပါပြီ။ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး Ibra ကငါနဲ့ Vidi နဲ့စကားများတာ3လလောက်ထိစကားတခုံးမှမပြောဘူး။ကန်ဆစ်ဘယ်ချမ်းမှာအတူကစားနေတာတောင်မှကန်ဆစ်ကစားခြင်းတွေမှာမင်းကဟိုဘက်ကငါကဒီဘက်ကြည့်မယ်ဘာညာဆိုတာမျိုးတွေတောင်မပြောပြခဲ့ပါဘူး။နောက်ပိုင်းမှာဒါကို Fige ကတီးသွားတော့ကျွန်တော်ဘေးမှာရှိနေတဲ့ Vidi ကို Ferdinand နဲ့နေရာချင်းပြီးကစားစေခဲ့ပါတယ်။3လလောက်ကြာသွားပြီးတဲ့တနေ့မှာတော့ပွဲစဉ်တစ်ခုအပြီးမှာသူကလာပြီးလက်ဝါးချင်းရိုက်ဖို့အတွက်လက်ထောင်ပေးပါတယ်။အဲ့ဒီအချိန်မှပဲလူတိုင်းကကျွန်တော်တို့ပြန်ပြီးအဆင်ပြေသွားကြပြီဆိုတာကိုသိကြတာပါ။ကျွန်တော်သူ့ကိုချစ်ပါတယ်။ကျွန်တော်တို့ရုန်းကန်ခဲ့ရတယ်။တခုခုမှားပြီဆိုရင်ညှင်းခုန်ကြမယ်။ဒါပေမဲ့လည်းတကယ်ကိုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့ကြပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ Ibra နဲ့ Vidi ဟာ2006ခုနှစ်ဇန်နဝါရီမှာမန်ယူအသင်းကိုအတူတကွရောက်ရှိလာခဲ့ကြတာဖြစ်ပြီးအစောပိုင်းမှာတော့ရုန်းကန်ခဲ့ရပါတယ်။ရုန်းကန်ခဲ့ရတာတွေနဲ့ပတ်သက်ပြီးတော့လည်း Ibra ကကျွန်တော်ကမူနာကိုကနေရောက်လာတာဖြစ်ပြီး Vidi ကတော့ Spartak Moscow ကနေရောက်လာတာပါ။ကျွန်တော်တို့ရောက်ကစားမှာ Premier League နဲ့အသားကျဖို့အတော်လေးကိုခက်ခဲခဲ့ပါတယ်။ဒီနေ့တော့ Fagi ကကျွန်တော်တို့ကိုအရန်အသင်းရဲ့ပွဲစဉ်မှာဝင်ကစားခိုင်းခဲ့ပြီးအဲ့ဒီမှာနီးပြမူလန်စတင်းကကျွန်တော်တို့ကိုလူစားလဲလိုက်ပါတယ်။ဒီအခြေအနေကိုကျွန်တော်တို့စိတ်ပြတ်သွားခဲ့တာကြောင့်မန်ယူကနေထွက်သွားဖို့အထိစိတ်ကူးခဲ့ကြပါသေးတယ်။အသင်းကနေထွက်မယ်ဆိုတာနဲ့ပတ်သက်ပြီး Vidi ကပြောတယ်။သူ့အေဂျင့်ကမော်စကိုကိုပြန်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့သူ့ကိုပြောခဲ့ပါတယ်ပေါ့လေ။ကျွန်တော်ရဲ့အေဂျင့်ကလည်းအတီးပေးလာပါတယ်။ကျွန်တော်ကိုရိုမာကစိတ်ဝင်စားနေတယ်တဲ့။ဒါပေမဲ့ဒါရီဟာကောလာဟာလာအဆင့်မှာပြီးဆုံးခဲ့ရပြီးအဆုံးသတ်မှာတော့ကျွန်တော်တို့နှစ်ယောက်စလုံးဘယ်ကိုမှမပြောင်းပြခဲ့ပဲဒီအသင်းရဲ့အောင်မြင်မှုတွေမှာအုတ်တစ်ချက်သေးတစ်ပွင့်ဖြစ်နေပါဝင်ရရှိခဲ့ကြပါတယ်။ဒါဟာတိတ်ကိုကျင်းနေစရာပါပဲလို့ဖွင့်ရခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။